နှလုံးခုန်တော့အတိုင်းသားကြားလောက်တဲ့ထိအဲ့ဒီနေရာအရင်တိတ်ဆိတ်တော့တယ်ဒီကွင်းကြီးကတကယ်ပဲ6ချဖို့ကောင်းနေရလားကျွန်တော်ကိုယ်တိုင်ပဲဟန်ဆောင်လို့မရတော့စိတ်လှုပ်ရှားနေရလားကျွန်တော်ဝေခွဲလို့မရခဲ့ဘူး Anyway it's time to break the silence စက်တင်ဘာ24ရက်နေ့ PPN team member တွေတစ်ထဲကိုချေချခဲ့တဲ့အချိန်ကျွန်တော်ကိုယ်တိုင် media team member ပြောင်းနေလိုက်လာတယ်ဒီဗီဒီယိုလေးမှာတော့ GPN Racing Team ရဲ့ပြန်ပွဲတွင်းအဖြစ်အပျက်တွေရဲ့နှစ်ချုပ်ကိုကျွန်တော်ရဲ့ရှူတောင်းအားလုံးမြင်တွေ့ရမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့ live ပါစီစဉ်ချောဖို့ပြောလိုက်ပါတယ်ည8 နာရီထိုးတော့ပြီပဲပြန်ပွဲဝင်မဖိန်ခုထိမမြင်ရသေးပါဘူးဒီဘက်တဲ့ performance pass တွေအများကြီးထပ်ဖြည့်ထားတဲ့ site ကိုအမှားဆုံးမြင်ရဖို့ကကျွန်တော်တို့တကယ်စိတ်လို့ရှာဖို့ကောင်းအားလုံးနဲ့ကျွန်တော်တို့ပဲမျှော်လင့်နေချလာပါစိုက်ကလေးရောက်လာပြီး mechanic team နဲ့လည်းစကားပြောပြီးတဲ့နောက်မှာတော့ sponsor sticker တွေစပြီးပြင်ဆင်ကြတယ်ကိုဒီယို team member တွေရောလက်ပြန် practice session တွေအတွက်တက်ကြွနေတယ်ပါပဲ။ပြန်ဝင်ပြီး visually ကိုပြင်ဆင်ပြီးတဲ့နောက်မှာတော့ကျွန်တော်ဘက်ထဲကနေပြန်ခဲ့ပါတယ်။ We're ready for tomorrow.ဒီ3ရက်လုံးမှာမျောလင့်ထားတဲ့အခက်အခဲတွေနဲ့ rider မဟုတ်တဲ့ကျွန်တော်တော့စိတ်ဖိစီးရတဲ့အချိန်တွေအများကြီးကြုံခဲ့ရတယ်။ပထမဆုံး practice round မှာ gear shifter ညံ့နေတဲ့အတွက်အချိန်ကြာသွားတယ်။ဒုတိယအချိန်မှာလည်း handlebars တွေအရင်ကျက်နေလို့ပြန်ချိန်ရတယ်။ဒီလိုနဲ့ပထမ practice round ချိန်ပြည့်သွားတဲ့နောက်မှာကိုဒီမမောင်းလိုက်ရပါဘူး။ဒုတိယ practice round မှာတော့စမောင်းလို့ရပြီဖြစ်ပေမဲ့ကွင်းထဲမှာအချင်းချင်း crash ဖြစ်ကြတာကြောင့် practice round 2ကလည်းအချိန်ပြည့်သွားတယ်။ TDS စာ safe စီးမှုကိုကျွန်တော်အပါအဝင် team တစ်ခုလုံးခန်းစားခဲ့ရတာမို့ကာယကရှင်ဖြစ်တဲ့ကိုတီဂျီလင်းတယောက်ဘလောက်တောင် stress ပြီးနေလဲဆိုတော့ကျွန်တော်စိတ်ကူးကြည့်လို့မရဘူး။ဒီလိုနဲ့ practice day 2ရောက်လာခဲ့တယ်။ရှာတီဦးကိုအပြောင်းလဲရှိတဲ့အတွက် web session လေးပဲပြောင်းတက်တာကျွန်တော်ပထမဆုံးတွေ့ရတယ်။ web data ရှိလေးပြီးတော့ comparison ပြီးရနောက်မှာတော့ practice round 2မှာချိန်ကြတာပါ။ရပေါ်တော့လုံးပဲလေ။ဒီလိုနဲ့ qualifying day ကိုရောက်လာတယ်ခဲတွေအများကြီးရှိခဲ့ပြီနဲ့ qualifying session ဒီမှာတော့ကိုရီးယားတက် row မှာ position ပြခဲ့ပါတယ်။ဘေးကနေကြည့်နေရတဲ့ကျွန်တော်နဲ့ team တစ်ခုလုံးအတွက်ပထမဆုံးစိတ်သက်သာရခဲ့တဲ့ညနေတစ်ခုဖြစ်ခဲ့ပါတယ်။ The final race စိုက်ကယ်တန်နေနဲ့အစားပြုခဲ့တဲ့ကျွန်တော်ရဲ့ career အတွက်ဒီနေ့ကအဖျော်ရဆုံးနဲ့စိတ်လှုပ်ရှားဆုံးလေးပါလို့ပြောရင်ခင်ဗျားတို့ရောမှာလားမန္တလေးမြို့ရဲ့လမ်းမတွေထပ်မှာစိုက်ကယ်ပြီးအပြေးလွှားရိုက်ခဲ့တဲ့ကျွန်တော်တို့ဝါသနာရှင်တယောက်အတွက်အခုချမ်း international circuit ထဲမှာမြန်မာပထမဆုံး racing team ကိုရရတော့မယ်ဆိုတာကျွန်တော်6နှစ်လောက်မှတ်ခဲ့တဲ့အိမ်မက်တစ်ခုပါပဲ Anyway let's move on ကွင်းရဲ့လူအုပ်ကြီးကြားထဲမှာရောက်နေတဲ့အချိန်ကကျွန်တော်တို့ viewer တွေတက်ပါစိတ်လှုပ်ရှားတာဆိုတဲ့အချိန်ဖြစ်ခဲ့ပါလိမ့်မယ်
အချက်ပေးတဲ့နောက်မှာထွက်လာတဲ့ cycle rev တန်တွေကတွင်မျောနေတဲ့ကျွန်တော်စိတ်ကိုတတိပြန်ဆွဲကပ်ပေးတယ်It's time to go.မထင်မှတ်ထားတဲ့အလှည့်ပြောင်းတွေ challenge တွေနဲ့ final ပြီးသွားတဲ့နောက်မှာတော့ကိုဒီဂျီလင်းက position 5အနေနဲ့တောင်းခဲ့ပါတယ်။ဒီတစ်ပတ်လုံးရဲ့အခက်အခဲတွေကြားရတဲ့အခုလို position နဲ့ရှော့ရှော့မွေ့မွေ့ကောင်းဝင်ခဲ့တဲ့အတွက်ကျွန်တော်အားလုံးချင်တဲ့ကုန်ခဲ့တဲ့အချိန်ဖြစ်ခဲ့ပါတယ်။ဒီပွဲပြီးသွားတဲ့နောက်မှာကျွန်တော်တီးလိုက်ရတာဒီကွင်းညံဘယ်သူမှမျက်နှာတောင်မပေးဘူး။ဒီ track တွေကစီးကပ်လာစီကန်းတွေကလည်းအရင်တင်းကျပ်တယ်။အောင်မွေးခံတဲ့လူတွေရှိခဲ့တယ်လို့ဝမ်းနေဖို့ကောင်းတဲ့ဖြစ်ပျက်တွေလည်းအများကြီးရှိခဲ့တယ်။အဆိုးဆုံးကလူတွေဘာတွေပဲဖြစ်ခဲ့ပါစေ15မိနစ်ကြာပြီးနောက်ပွဲတစ်ခုစတဲ့အခါဒီကွင်းကြီးကဘာမှမဖြစ်ခဲ့ဘူး ADS နိုင်တယ်နောက်ဆုံးမှာတော့ကွင်းထဲကိုရောက်ခဲ့တဲ့ပထမဆုံးညတိတ်ဆိတ်မှုဆိုတာကျွန်တော်နားလဲတော့ပါတယ်အားလုံးပဲမြင်ခဲ့တဲ့အတိုင်း2025စက်တင်ဘာ24ရက်နေ့မှာမြန်မာနိုင်ငံရဲ့ပထမဆုံး racing team ဖြစ်တဲ့ GBM Racing Team က Next Star BRIC 2025 Round 3ကိုဝင်ရောက်ရှင်ပြခဲ့ပါတယ်။ဒီပွဲက GBM Racing အတွက်ပထမဆုံးပွဲဥအတွက်ပြိုင်ပွဲဖြစ်တဲ့အပြင်ပွဲစဉ်အတွင်းမှာလည်းမထင်မှတ်ထားတဲ့အခက်အခဲတွေ challenge တွေအများကြီးကိုချုပ်ဖြတ်ပြီးတဲ့နောက်မှာတော့ကိုဒီဂျီလင်းက position 5အနေနဲ့ပတ်ဝင်ခဲ့ပါတယ်။အခုလာမယ့် November 22နဲ့23မှာလည်း BRIC 2025ရဲ့ Round 4ပြိုင်ပွဲစတင်တော့မှာဖြစ်ပါတယ်။ဒီပွဲမှာလည်း GBM Racing Team ရဲ့ media team member တယောက်အနေနဲ့ပွဲရင်းအဖြစ်အပျက်တွေကို daily update ရိုက်ကူးတင်ဆက်ပေးမှာဖြစ်တဲ့အတွက် GBM Racing page မှာအားလုံးပဲစောင့်ကြည့်ပေးကြဖို့ remind လုပ်ရင်းနဲ့ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်ကျွန်တော်တို့ဇိမ်းမှာ Changena National Circuit မှာပြန်တွေ့ကြပါမယ်